ရွှေတန်ချက်ကတက်များကစတင်တိုက်ခိုက်သည့်ငွေတန်ချက်ကတက်သည့်မင်းသားကိုမထိခိုက်စေရန်ဗိုလ်ချုပ်ထံမှအမိန့်ရရှိခဲ့သည့်ထိုအချိန်တွင်လီယွန်သည်မျှော်စင်အားအတိုင်းအတာတစ်ခုအထိဝိုင်းရန်ထားသည့်လှေကားတစ်ခုကိုစောက်လုပ်ခဲ့သည့်သို့သောငွေတန်ချက်ကတက်သည့်ဝိုင်းရန်မျှော်စင်များပေါ်တွင်လက်နက်ရန်တရားများစွာကိုတပ်ဆင်ထားသည့်ထို့အပြင်ရွှေတန်ချက်ကတက်သားအနှဲငယ်သာတာဝါတိုင်များအထိရောက်ရှိနိုင်ပြီးရင်းတို့မှာအရေးအတွက်ထက်တာလွန်နေပါသည်ထို့ကြောင့်ရွှေတန်ချက်ကတက်၏တိုက်ခိုက်မှုမှာရှုံးနိမ့်ခဲ့သည့်ရွရေတန်ချက်ကတက်ကငွေတန်ချက်ကတက်ကိုတွန်းလှန်ရင်းနန်းတော်တဝိုက်မှာလှုပ်ဝက်ချောင်းမြောင်းတိုက်ခိုက်မိလေးပစ်သမားတွေရုတ်တရက်ပေါ်လာတဲ့ဤဒီမှာလီယွန်ဤရွှေတန်ချက်ကတက်အတွက်အလွန်အစင်မပြေသည့်အလှည့်ပြောင်းဖြစ်သည့်မျောလင့်ထားသည့်အတိုင်းအမိန့်ပေးခဲ့ပြီးလေးသမားတို့သည်ညထောင်ပေါင်းများစွာကိုလွတ်လိုက်ကြသည်ရွှေတန်ချက်ကတက်သားတစ်တောင်းသည်လူသားပြစ်မှတ်များဖြစ်လာခဲ့ပြီးစစ်သားတွေကတယောက်ပြီးတယောက်လဲကျကုန်ကြပြီးဒဏ်ရာရသူတွေရဲ့အော်ဟစ်တန်တွေကလေထဲမှာတသိမ့်သိမ့်နဲ့ပဲ့တင်ထက်နေပါတယ်အဆုံးတွင်လီယွန်တယောက်သာကြံရှိတော့ပြီးတေချင်းမှရုံထွက်ရန်ရုန်းကန်နေရသည်ငွေတန်ချက်ကတက်ကချက်ချင်းသူ့ကိုဝိုင်းထားတဲ့လီယွန်သည်မောပန်းနေပြီဖြစ်တော်လဲသူ့ခန္ဓာကိုယ်သည်သွေးများဖြင့်ဆူရွှဲနေကသူ့အမေအတွက်သာအပြင်းထန်ဆက်လက်တိုက်ပွဲဝင်ခဲ့သည်ဒါပေမဲ့ဘာအကျိုးဆက်မှမရှိတော့ဘူးမလွတ်မြောက်နိုင်ပဲနောက်ဆုံးတွင်လက်နက်ချခဲ့ရသည့်ဘယေမကြီးကဖြူဟာမှုဖြစ်နေဒုတိယမင်းသားလီယွန်ကိုအဓိကဆက်ဆောင်ဖြစ်ဘယေမကြီးကစီစဉ်ခဲ့တဲ့ဒီပုံကံမှုဟာဘယေမကြီးနဲ့မင်းသားနှစ်ပါးစလုံးကိုရှုံးနိမ့်ပြီးအဆုံးသတ်ခဲ့ပါတယ်